စိတ်ချမ်းသာခြင်းရင်သူများကကိုယ့်ကိုပြောတဲ့စကားတွေကိုမကြည်မနဲ့စိတ်ဝယ်မှတ်ပြီးတော့မပြတ်ခါကအောက်မေ့မနေပါနဲ့ဟုတ်လားအေးသူတစ်ပါးဘာတွေလုံနေတယ်ဘာတွေလုံမနေဘူးလို့အဲ့ဒါကိုအလုပ်တစ်ခုလို့သဘောထားပြီးတော့စဉ်းစားမနေပါနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့အကုသိုလ်များမှာဆိုလို့လူတွေဆိုတာခက်တယ်ဗျသူများမကောင်းတာလုံနေပြီဆိုတော့လေကြည်စမ်းလူယုံမာတွေမကောင်းတာလုံနေတာစိတ်ထဲမှာဘာဖြစ်တယ်အကုသိုလ်တွေဖြစ်တယ်သူများကောင်းတာလုံနေတော့ခေါ်တဲ့လကားပါကွာဒီယုံမြင်လို့ဒီချုံထွင်တာပါထောင်မြင်လို့ရာစွန့်တာပါစိတ်ကောင်းနှလုံးကောင်းနဲ့လုံနေတာမဟုတ်ပါဘူးလို့ဟောကိုမုန်းတယ်ဆိုလို့ရှိရင်ကောင်းတာလုံနေတာကိုတောင်မှစိတ်ထဲမှာအကုသိုလ်မဖြစ်ဘူးလားအေးသူများကြောင့်စဉ်းစားရတာသိပ်ပြီးတော့အမျက်မရှိဘူး